လောကကြီးမှာလူတွေမရောက်ဘူးသေးတယ်မမြင်ဘူးသေးတဲ့နေရာတွေအများကြီးရှိတာပေါ့ဗျာအဲ့ဒီထဲကမှမခူရတောင်ကြားလို့ခေါ်တဲ့နေရာဟာဝိညာဉ်တွေတောင်ဖြတ်တန်းဖို့ကြောက်ရွံ့ကြတဲ့နေရာတစ်ခုပါဒီနေ့မှာတော့အဲ့ဒီတောင်ကြားထဲကရှေးဟောင်းဖျားပြက်ကြီးမှာတိုးဝက်ထားတဲ့သွေးပြက်စရာလျှို့ဝှက်ချက်တစ်ခုအကြောင်းပြောပြပါရစေဇလန်းလေးကတော့ကိုရဲနိုင်ဆိုတဲ့လူငယ်တယောက်ကနေစားတာပါသူကတော့တတိလေးကောင်းတယ်လို့မုတ်ဆိုးအတက်မှလည်းတကယ်ကိုထိတ်တန်းပါတယ်တနေ့မှာတော့ရွာကလူကြီးတွေပြောပြတဲ့ပုံမြင်တစ်ပုဒ်ကိုသူကြားလိုက်ရတယ်ဗျာအဲ့ဒါကတော့မဟူရတောင်ကြားထဲမှာငကားမြည်ရည်လို့ခေါ်တဲ့တကယ်ကိုအဖိုးတန်လာတဲ့ကြောက်စိမ့်လုံးကြီးရှိနေတယ်ဆိုတာပါပဲဒါပေမဲ့တခုရှိတာကအဲ့ဒီကြောက်ကိုသွားယူတဲ့သူတိုင်းဟာအသက်ရှင်ပြီးပြန်မလာခဲ့ကြဘူးလေကိုရဲနိုင်ကလည်းဆင်းရဲတဲ့ဒုက္ခကလွတ်ချင်တော့အဲ့ဒီကြောက်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူနဲ့အတူငယ်တငယ်ချင်းဖြစ်တဲ့မောင်လှလေးလိုက်လာခဲ့တာပေါ့ဒါပေမဲ့ခတ်တာကမောင်လှဆိုတဲ့လူကစိတ်တဘောထားတိတ်မဖြောင်မကူရတောနတ်ကြီးတဲ့ကိုဖြတ်ကျော်ပြီးတဲ့နောက်သူတို့နှစ်ယောက်ဖျားပြက်ကြီးရဲ့မီးအောက်ခန်းကိုတွေ့သွားကြတယ်ဗျာအထဲမှာတော့လူရိုးစုတွေပြန့်ကျဲနေတာပဲကျုပ်တရက်အခန်းလေကနီစိမ့်လဲ့နေတဲ့အလင်းရောင်တစ်ခုထွက်လာတယ်ကိုရဲနိုင်ကဟိုမကြီးစားမောင်လာအဲ့ဒါငကားမြည်ကြီးပဲဖြစ်ရမယ်လို့ပြောလိုက်တဲ့အချိန်မောင်လာကတော့ငါတို့တော့တထေးဖြစ်ပြီကွာဟာဟာဆိုပြီးအားရပါရရဲလိုက်တာပေါ့ဒါပေမဲ့ကြောက်တုံးကိုကြိုင်လိုက်တဲ့အချိန်မှာပဲမြေကြီးတွေတုန်ခါသွားပြီးရွှီဆိုတဲ့အတန်ကြီးထော့လာပါတော့တယ်အဲ့ဒီအချိန်မောင်လာကလောဘဇောတက်လာပြီးကိုရဲနိုင်ဒီကြောက်ကတယောက်စာပဲရှိတာမိမရှိမှငါပိုင်မှာဆိုပြီးကိုရဲနိုင်ကိုတွန်းချပြီးထွက်ပြေးသွားတယ်ဗျာအဲ့ဒီအချိန်အေယာမမွေးနဂါးကြီးကပေါ်လာပြီးလောဘမရှိတဲ့သူသာအသက်ရှင်ခွင့်ရှိတယ်မင်းတငယ်ချင်းကတော့ကျိန်စာကိုယူသွားပြီလို့ပြောလိုက်ပါလေကိုရဲနိုင်အပြင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့မောင်လှကိုတွေ့လိုက်ရတယ်ဒါပေမဲ့မောင်လှကလူမဟုတ်တော့ဘူးဗျာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကကြောက်တုံးကြီးအထက်ပြောင်းလဲသွားခဲ့ပြီလေနောက်ဆုံးမှာတော့ကိုရဲနိုင်ဟာကြောက်တုံးကိုငကားကြီးစီပြန်ပြီးရွာကိုလက်ချီတက်တက်ပဲပြန်လာခဲ့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့အိမ်ရှိမှာရွှေအိုးတစ်လုံးရောက်နေတာပါပဲဒါဟာငကားကြီးကသူ့ရဲ့ရိုးသားမှုအတွက်ပေးခဲ့တဲ့ဆုလာပေါ့ကဲလောဘဆိုတာတကယ်ပဲပျက်စီးခြင်းရဲ့လမ်းစာပါပဲပရိသတ်ကြီးရောတကယ်လို့များကိုရဲနိုင်နေရမှာသာဆိုရင်အဲ့ဒီငကားမျက်ရည်ကြောက်ကိုယူခဲ့မိမယ်ထင်လားဗျာအခုလိုစိတ်ဝင်စားစရာပုံပြင်လေးတွေကိုနားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဇာတ်လမ်းကောင်းတွေမှာပြန်တွေ့ကြပါမယ်